အာဖရိကလူငယ်လေးရဲ့အိမ်မက်မဖြစ်နိုင်ဘူးလို့ထင်ရတဲ့အိမ်မက်တစ်ခုကိုဖြစ်အောင်လုပ်ခဲ့တဲ့လူငယ်တယောက်ရဲ့တကယ်အဖြစ်ပြက်ဖြစ်ပါတယ်။အာဖရိကတိုက်ကင်ညာနိုင်ငံရဲ့တောရွာလေးတစ်ရွာကဆင်းရဲတဲ့မိသားစုကမွေးဖွားခဲ့တဲ့လူငယ်လေးမာတင်ဟာငယ်စဉ်ကတည်းကတက္ကသိုလ်တက်ပြီးဘွဲ့ရပညာတတ်တစ်ယောက်ဖြစ်ချင်နေတယ်။ဒါပေမဲ့သူ့လက်ရှိအခြေအနေမှာအဲ့ဒီလိုဖြစ်လာနိုင်ဖို့လမ်းစမတွေ့ရပါဘူး။လူနေတဲ့ရွာတရွာလုံးမှာအလဲတန်းအောင်မြင်သူတယောက်မှတော့ရှိပါဘူး။စာမတက်စာရေးစာဖတ်တက်ရုံလေးပဲတတ်တဲ့လူတွေနဲ့မူလတန်းအောင်သူနည်းနည်းပဲရှိတယ်။ရွာလုံးကလူတွေဟာစားဖို့ပဲလုံပန်းနေကြရလို့မိဘတွေဟာကလေးတွေကိုစာတင်ပေးဖို့စိတ်မဝင်စားကြပါဘူး။ကလေးတွေစာရေးတက်ဖတ်တတ်ပြီးဆိုရင်သူတို့ကိုကျောင်းကအထုတ်လိုက်ကြတယ်။အချို့ကလေးတွေလည်းမိဘတွေကကျောင်းလာခမပေးနိုင်ကြလို့ကျောင်းထွက်လိုက်ကြရတယ်။မာတင်ရဲ့မိဘတွေဟာဆင်းရဲကြပေမဲ့သူတို့ရဲ့တဦးတော်သားလေးကိုကြိုးစားပြီးကျောင်းထားပေးရှာပါတယ်။မာတင်မူလတန်းတက်တော့တန်းထဲမှာနေုံညွန်းတန်းစာအုပ်တအုပ်ပဲရှိတယ်။အဲ့ဒီစာအုပ်ဟာစာတင်ပေးတဲ့ဆီယာမအတွက်ဖြစ်ပြီးကျောင်းသူကျောင်းသားတွေဟာအဲ့ဒီစာအုပ်ထဲကအတင်ခန်းစာတွေကိုမတင်ခင်မှာသူတို့စာအုပ်တွေမှာကူရေးကြရတယ်။ဒီလိုခြေနေမျိုးနဲ့ကြုံတွေ့နေပေမဲ့မာတင်လေးဟာတက္ကသိုလ်တက်ချင်တဲ့သူ့အိမ်မက်ကိုမစွန့်လွတ်ပါဘူး။သူဟာစာကြိုးစားလို့တစ်နှစ်တစ်တန်းမှန်အောင်ပြီး၈တန်းရောက်လာပါပြီ။အလယ်တန်းနောက်ဆုံးနှစ်ဖြစ်တဲ့၈တန်းစာမင်းပွဲဟာအစိုးရစစ်ဖြစ်ပြီးအင်မတန်လဲခက်ခဲလို့ကြာကျုံသူတွေများပြားပါတယ်။မာတင်ဟာဒီစာမင်းပွဲကိုအောင်မှအထက်တန်းကိုတက်ခွင့်ရမယ်။ဒါမှသူတက်ချင်တဲ့တက္ကသိုလ်ကိုတက်ခွင့်ရမှာမို့စာကိုစူးစမ်းတင်ယူနေတယ်။ဒါပေမဲ့သူဟာချိန်ပြည့်စာမချက်နိုင်ပါဘူး။သူဟာကျောင်းကနေအိမ်ပြန်ရောက်တာနဲ့အိမ်အလုပ်တွေကိုဘူးလုပ်ပေးရတယ်။ညမိုးချုံမှသူစာလုပ်ရတယ်။စာချက်ရတယ်။သူဟာညနဲ့တကောင်ရန်ထိစာချက်တယ်။သူဟာရေထည့်ထားတဲ့တစ်တားစီပိုင်းထဲဝင်ပြီးမတ်တရက်စာချက်တယ်။သူအိပ်ပျော်မတွားမိအောင်ပါ။တခါတလေသူအိပ်ပျော်သွားမိပြီးလဲကျသွားရင်တစ်တားစီမောက်ပြီးရေတွေဖိတ်ကျကုန်တယ်။တစ်တားစီကိုချက်ချင်းရေပြန်ဖြည့်စီထဲမှာမှတ်တက်ရက်ပြီးစာချက်ပြန်တယ်သူ့စူးစမ်းမှုဟာအချင်းနေမဖြစ်လိုက်ပါဘူးရှစ်တန်းစာမေးပွဲကိုအောင်မြင်လိုက်ပါတယ်ကင်ညာနိုင်ငံရဲ့ပညာရေးစနစ်ကရှစ်တန်းမှာအမှတ်ကောင်းကောင်းနဲ့အောင်ရင်အစိုးရထက်တန်းကျောင်းကိုတက်ခွင့်ရတယ်အစိုးရကျောင်းကအကျောင်းလာခစေးမကြီးဘူးအမှတ်မကောင်းသူတွေဟာကျောင်းလာခစေးကြီးတဲ့ပုဂ္ဂလိကထက်တန်းကျောင်းမှာသွားတက်ကြရတယ်မာတင်ရဲ့စာမေးပွဲမှတ်တွေတိတ်မကောင်းလို့ပုဂ္ဂလိကထက်တန်းကျောင်းမှာပဲတက်ခွင့်ရတယ်။ဒါပေမဲ့တူမိဘတွေဟာအဲ့ဒီကျောင်းကတောင်းတဲ့ကျောင်းလက်ခကိုပေးဖို့မတက်နိုင်ကြဘူး။မာတင်လေးဟာစိတ်တက်ကြသွားတယ်။သူ့ရဲ့အိမ်မက်ဟာဘလို့မှမဖြစ်လာနိုင်တော့တဲ့အခြေအနေဖြစ်လာတယ်။ဒါပေမဲ့ကန်တရားကကြိုးစားချင်တဲ့မာတင်လေးကိုညနာလွဲမထားပါဘူး။ရွာကခရိယန်ဖျားရှိခိုးကျောင်းနဲ့ကျောင်းထိုင်ဖုံးတော်ကြီးကရွာနာမှာတက်ဖွင့်လှစ်လိုက်တဲ့ပုဂ္ဂလိကကျောင်းတက်ကကျောင်းအုပ်ကြီးကိုမာတင်ကိုကျောင်းလက်ခမယူပဲလက်ခံပေးဖို့မြတ်တာရက်ခံတယ်။ကျောင်းအုပ်ကြီးကလက်ခံပေးလိုက်ပါတယ်။ဒါကြောင့်မာတင်ဟာကျောင်းလက်ခပေးเสียမလို့ပဲအထက်တန်းကျောင်းမှာတက်ခွင့်ရသွားတယ်။လူနဲ့အတူတူရှစ်တန်းအောင်တဲ့ကလေးတော်များများဟာမိဘတွေကကျောင်းလက်ခမတက်နိုင်ကြလို့ကျောင်းဆက်မတက်နိုင်ကြတော့ဘူး။အထက်တန်းကအလင်းနဲ့တက်ရမှာပါ။မာတင်ဟာအထက်တန်းကိုစတက်ကလေးကစာကြိုးစားလို့ပထမနှစ်နဲ့ဒုတိယနှစ်စာမေးပွဲတွေကိုအမှတ်ကောင်းကောင်းနဲ့အောင်မြင်ခဲ့တယ်။သူ့အိမ်မက်ဖြစ်တဲ့တက္ကသိုလ်တက်ဖို့အခွင့်အလမ်းဟာနီးစပ်လာနေပါပြီ။အခုတတိယနှစ်မှာပြဿနာပေါ်လာပြန်တယ်။သူဟာပထမနှစ်နဲ့ဒုတိယနှစ်တွေကိုကျောင်းလက်ခမပေးပဲတက်ခွင့်ရခဲ့ပေမဲ့တတိယနှစ်အတွက်ကျောင်းလက်ခပေးရမယ်လို့ကျောင်းအုပ်ကြီးကပြောလာတယ်။နောက်ပြီးဒီယုံညွန်းတန်းစာအုပ်တွေကလည်းအများကြီးဝယ်ရမယ်။မာတင်ရဲ့ဖေဟာဘူပိုင်တဲ့လေကွက်တချို့ကိုရောင်းပြီးမာတင်ကိုကျောင်းဆက်ထားပေးတယ်။သူ့တန်းဖော်နှစ်ယောက်ဟာကျောင်းလက်ခမတနိုင်ကြလို့ကျောင်းထွက်သွားကြရတယ်။မာတင်ဟာတာတရနဲ့စာမေးပွဲကိုအောင်မြင်သွားလို့စရုဒ္ဒနှစ်ကိုရောက်လာပါပြီ။ဒီနှစ်အောင်မြင်တက္ကသိုလ်တက်ခွင့်ရပါတော့မယ်။သူရဲ့အိမ်မက်အကောင်းထဲပေါ်ဖို့နီးစပ်လာပါပြီ။ဒါပေမဲ့ကန်တရားကဒီတစ်ခါမာတင်ကိုမျက်နှာလွဲလိုက်တယ်။ရက်မှာပညာရေးဌာနကလူ
ကြီးတွေနဲ့ရဲတွေကျောင်းကိုရောက်လာကြတယ်။နောက်ရက်တွေမှာလည်းလူတို့ဟာကျောင်းကိုနှိမ့်စင်ရောက်လာကြပြီးစာရွက်စာတမ်းတွေကိုစစ်ဆေးကြည့်ကြတယ်။ဗပတ်ကြတဲ့ဓမ္မနက်မှာကျောင်းအုပ်ကြီးကကျောင်းသူကျောင်းသားတွေကိုကျောင်းရှေ့ကကွင်းပြင်မှာစုဝေးခိုင်းလိုက်ပြီးကျောင်းကိုပိတ်ပစ်လိုက်ပြီးသူတို့ကိုအိမ်ပြန်ခေါ်ဖို့မိဘတွေကိုအကြောင်းကြားထားပြီးဖြစ်ကြောင်းပြောပြလိုက်တယ်။ဘာကြောင့်ကျောင်းပိတ်လိုက်ရတယ်ဆိုတာကိုတော့ကျောင်းအုပ်ကြီးကမပြောပြပါဘူး။မာတင်ကျောင်းမတက်ရတော့ဘူး။အစိုးရဆက်ထက်တန်းကျောင်းစာမေးပွဲကြီးရောက်ဖို့8 လပဲကျန်တော့တယ်။မာတင်ရဲ့ဖေဟာရွာနာကထက်တန်းကျောင်းတွေကိုတွားပြီးထုသားကိုကျောင်းလက်ခံပေးဖို့တောင်းပန်ပြောတယ်။ကျောင်းတွေအားလုံးကျောင်းအခကိုအများကြီးတောင်းကြတယ်။သူ့ဖေဟာကျောင်းအခအများကြီးတောင်းတာကိုပေးဖို့မတတ်နိုင်လို့မာတင်ကျောင်းတက်ခွင့်မရရှာတော့ဘူး။ကျောင်းအခပေးနိုင်ကြတဲ့လူတွေရဲ့ဓာရမီတွေကတော့ထက်တန်းကျောင်းဆက်တက်ခွင့်ရကြပေမဲ့ကျောင်းသူကျောင်းသားအများစုကတော့ကျောင်းဆက်မတက်နိုင်ကြတော့ပါဘူး။မာတင်ရဲ့အတန်းထဲကကောင်မလေးတယောက်ဆိုရင်ကျောင်းဆက်တက်မရလို့အစိတ်တောက်တက်တေဖို့ကြံစီသေးတယ်။မာတင်လေးကတော့သူ့ရဲ့တက်ကတော်တက်ခွင့်အိမ်မက်ကိုလက်မလျှော့သေးပါဘူး။သူဟာရွာကပညာရေးမှုကိုတွားတွေးပြီးသူ့ကိုအလွတ်ဖြေကျောင်းသားဖြစ်လက်ခံပေးဖို့ပြောတယ်။ပညာရေးမှုကအလွတ်ဖြေကျောင်းသားဖြစ်မှတ်ပုံတင်ပေးလိုက်တယ်။အဲဒီအချိန်ထိပညာနိုင်ငံမှာအစိုးရဆက်ထက်တန်းစာမေးပွဲကိုအလွတ်ဖြေပြီးအောင်သွားတဲ့ကျောင်းသားတယောက်မှမရှိသေးပါဘူး။မာတင်ဟာစာမေးပွဲကိုအလွတ်ဖြေဖို့ကလည်းတခြားရွေးချယ်စရာနည်းလမ်းမရှိတော့ပါဘူး။ပညာနိုင်ငံရဲ့အစိုးရဆက်ထက်တန်းကျောင်းစာမေးပွဲပုံစံကစာမေးပွဲဖြေတဲ့ကျောင်းသားဟာရေးဖြေရောနှုတ်ဖြေပါဖြေရတယ်။အိဗန်ပါရာရဲ့ဆိုင်ရာစမ်းသပ်မှုတွေကိုလက်တွေ့လုပ်ပြရတယ်။အဲ့ဒါတွေအားလုံးအပေါ်အမှတ်ပေးပြီးမှစာမေးပွဲအောင်တယ်ကြတယ်ဆိုတာကိုဆုံးဖြတ်ပေးကြတယ်။ကျောင်းတက်ခွင့်မရတဲ့မာတင်ဟာသူ့ဘာသာအိမ်မှာနေပြီးစာတွေကိုလေ့လာတယ်။ဒါပေမဲ့စာတွေမလေ့လာခင်မှာအိမ်အလုပ်တွေကိုအရင်လုပ်ရတယ်။သူဟာမနက်4 နာရီမှာအိယာကထားပြီးရင်နွေးတယ်ပေးရတယ်။ငွေထားတဲ့နွားနှကောင်ကိုနှိုးညစ်ပေးရတယ်။နွားချံကိုတန့်ရှင်းရေးလှုပ်ပေးရတယ်။တမိုင်ခွဲလောက်ဝေးတဲ့မြစ်စိတ်ကိုတွားပြီးအိမ်အတွက်ရေကိုပုံနဲ့ယူပေးရတယ်။ပြီးရင်ကြက်စာကျွေးရသေးတယ်။ခက်ခဲတဲ့အလုပ်တွေမဟုတ်ပေမဲ့16 နှစ်သားလေးမာတင်အတွက်ပင်ပန်းပန်းလုပ်နေရတယ်။မနက်8 နာရီလောက်မှာအလုပ်တွေအားလုံးလုပ်ပြီးသွားတယ်။ဒီခါမှသူကျောင်းစာအုပ်ကိုဖွင့်ပြီးစာကြည့်ရတယ်။သူဟာအချိန်စရာဆွဲပြီးစာကြည့်တာကိုမပြတ်မကွက်လုပ်တယ်။သူဟာစာတွေကိုသူ့ဘာသာလေ့လာတဲ့အခါအခက်တွေ့နေတာကဇီဝပေဒဘာသာရပ်ပါ။အကောင်လေးတွေအကြောင်းတင်တဲ့ဘာသာရပ်ကိုဖတ်ကြည့်ပေမဲ့သူနားမလည်ဘူး။သူ့ဖေကဆေးရုံကဆရာဝန်တယောက်ကိုအကူအညီတောင်းလို့ဆရာဝန်ကမာတင်ကိုဇီဝပေဒဘာသာရပ်ကိုတစ်ပတ်တစ်ခါရှင်းပြပေးတယ်။အဲဒီအကြောင်းကိုကြားကြတဲ့ဆေးရုံကဒူနာဖြူဆရာမတွေကလည်းမာတင်ကိုအလဲကျတာဝန်ယူပြီးဓာတုပေဒဘာသာရပ်ကိုသင်ကြားပေးကြတယ်။မာတင်ဟာပြီးခဲ့တဲ့အစိုးရဆက်အထက်တန်းစာမေးပွဲတွေကမေခွန်းဟောင်းတွေကိုလိုက်ရှာပြီးဖြေကြည့်တယ်။မေခွန်းတွေဖြေကြည့်ပြီးသူ့ကိုယ်သူယုံကြည်မှုတိုးလာတယ်။အထက်တန်းစာမေးပွဲကြီးစတော့မယ်။ဒီခါမှလည်းမာတင်အတွက်ခက်ခဲနဲ့ကြုံရပြန်တယ်။စာမေးပွဲကို3 ရက်ဆက်တိုက်စစ်မှာဖြစ်တယ်။စာစစ်ဌာနဟာမာတင်ရဲ့ရွာနဲ့အမိုင်ပေါင်းများစွာပါဝေးတယ်။လူစာမေးပွဲဖြေဖို့ဘယ်မှာနေရမလဲ။လက်ကိုခမ်းမာနေဖို့ပတ်စံမတတ်နိုင်ဘူး။ဒီတစ်ခါလဲကန်တရားကသူ့ကိုဖေးမကူညီလိုက်ပြန်တယ်။သူ့ရွာဖျားရှိခိုးချောင်းကလူတစ်ယောက်ကစာမေးပွဲစစ်မဲ့စာစစ်ဌာနနားမှာနေတဲ့သူ့ညီမကိုအကူအညီလမ်းတောင်းလိုက်တယ်။မာတင်ကိုသူ့အိမ်မှာနေခွင့်ပေးဖို့ပါ။မာတင်ဟာအဲ့ဒီအိမ်မှာနေပြီးစာမေးပွဲဖြေခွင့်ရလိုက်ပါတယ်။စာမေးပွဲကြီးပြီးသွားပါပြီ။အောင်စင်းထွက်ဖို့၄ လဆောင်ရမယ်။ဒီတော့တွင်းမှာရွာကလူတွေဟာခုဘာသာစာချက်မှတ်လေ့လာပြီးအထက်တန်းစာမေးပွဲကိုဖြေဆိုခဲ့တဲ့မာတင်ကျောင်းကိုဟာတာလို့ပြောနေကြတယ်။မဖြစ်နိုင်တာကိုစိတ်ကူးတဲ့အယူလေးလို့မကြားတခြားနောက်ပြောင်ပြောနေကြတယ်။အထက်တန်းစာမေးပွဲအောင်စင်းထွက်လာပြီးမာတင်ကိုလောင်ပြောင်နေကြတဲ့လူတွေအားလုံးရဲ့အဆက်တွေပိတ်သွားကြတယ်။မာတင်စာမေးပွဲအောင်တယ်။ဂုံထုတစ်ခုမှမပါပေမဲ့ကိုရမတ်ဟာတကယ်လို့တက်နိုင်တဲ့အဆင့်ဝင်ပါတယ်။နောက်ဆုံးတော့မာတင်ဟာအစိုးရရဲ့ထောက်ပံ့ကြေးနဲ့တကယ်လို့တက်ပြီးပွဲရသွားတယ်။သူ့ရွာကိုပြန်လာပြီးကလေးတွေကိုစာတင်ပေးတဲ့အကြောင်းဆရာလုပ်နေတယ်။မာတင်လေးရဲ့တကယ်လို့တက်ချင်တဲ့အိမ်မက်အကြောင်းဟာ
တိတ်မထူးဆန်းဘူးလို့ထင်စရာရှိပါတယ်ဒါပေမဲ့အာဖရိကတောရွာလေးတစ်ခုကဆင်းရဲလွန်းလို့အကြောင်းနှက်ခပေးဖို့တောင်မတတ်နိုင်ရှာတဲ့လူငယ်လေးအတွက်တော့ဒါဟာအောင်မြင်မှုအကြီးကြီးတစ်ခုလို့ပြောရမှာပါတတ်နိုင်တဲ့မိဘတွေကအကြောင်းကောက်ကောက်မှထားပေးလို့ပညာတင်ယူခွင့်ရကြတဲ့လူငယ်တွေနဲ့မာတင်ထက်အများကြီးကံကောင်းတယ်ဆိုတာနားလည်ပြီးပညာကိုစူးစမ်းတင်ယူစေချင်ပါတယ်